Your excellent gateway to success ဆိုတဲ့စကားလေးအတိုင်းကျမတို့ကျောင်းကနေမွေးထုတ်ပေးလိုက်တဲ့ကလေးလေးတွေဟာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်မိခင်ဘာသာစကားနဲ့နိုင်ငံတကာအဆင့်မီအင်္ဂလိပ်ဘာသာစကားကိုအခြေခံအုတ်မြစ်ခိုင်မာစွာနဲ့ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်ပြီးအသိပညာပိုင်းနဲ့ဘဝအတတ်ပညာပိုင်းတွေမှာဗတ်စုံဖွံ့ဖြိုးတိုးတက်ပြီးမိမိကြရအခန်းကဏ္ဍနဲ့ပဲအသီးသီးတွေမှာအောင်မြင်မှုတွေကိုကိုယ်စီစုခုရဲဆိုတာမိဘတွေအသိပဲဖြစ်ပါတယ်